ဒါဟာတင်စားဖို့သမျှထဲမှာအာဟာရဓာတ်အရှိဆုံးအသားမုန်းဖြစ်မှာအသေးချပါပဲသူမှာပရိုတင်းဓာတ်အလွန်မြင့်မာပြီးအာဟာရတည်တဲ့စာဟာအမဲသားထက်9ဆတောင်ပိုများပါပဲဒါကတော့အာဖရိကသားတွေအကြိုက်တွေကြတဲ့ချင်းမုံပဲဖြစ်ပါတယ်ချင်းမုံဟာအာဖရိကဒေသရဲ့ထူးခြားတဲ့အစာအစာတစ်ခုပါ။နွေရာသီတောင်တိုင်ဗီတိုရီယာအိုင်းအထက်ကောင်ကင်းနေရာမှာချင်းကောင်ရတန်းပေါင်းများစွာဟာလေးစင်းနှမောင်အလားအုပ်စုလိုက်ပြန်ထမ်းနေကြတာဟာတကယ်ကိုတုံးလို့ခြောက်ချစရာမြင်ကွင်းတစ်ခုပါပဲ။အုပ်စုလိုက်တောင်ချမ်းနေတဲ့ချင်းတွေကြောင့်ကန်းချီကရွာသားတွေဟာအမြဲတမ်းအနောက်ရှေ့ဖြစ်ရသလိုတစ်ဖက်မှာလည်းဒေသတွင်းစားနယ်ရိခါရှားပါမှုထံကိုခံစားနေရပါတယ်။ဒါကြောင့်ဘိုင်းမဝဖြစ်နေတဲ့ရွာသားတွေဟာညံနီးညံနဲ့ထုတ်ပြီးချင်းကိုအစားအစာအဖြစ်ပြောင်းလဲဖြစ်ဖို့စဉ်းစားမိခဲ့ကြပါတယ်။ဒီလိုလှုပ်ချင်းအဖြစ်ချင်းကိုက်ခံရတာကိုလည်းတသားစီသလိုအန်ဒီရဲ့ရှိတဲ့အရာကိုအာဟာရအဖြစ်ပြောင်းလဲစားသုံးနိုင်ခဲ့ကြတာပါ။ဒီလိုရဲ့ချင်းဖားနေကဟောရိုးရှင်းပြီးကြမ်းတမ်းလာပါတယ်ဒေအိုအောက်ချီမှာစီကိုအနက်ထုတ်ပြီးချင်းအုပ်ထဲမှာဟိုးဝေးတီးရန်လုလိုက်ရုံပါတယ်ခဏအတွင်းမှာပဲချင်းဒီဟာစီဒီနဲ့ကပ်ပြီးဒေအိုထဲမှာအပြည့်ချထားပါတယ်ရလာတဲ့ချင်းဒီကိုစူးစီးပြီးအရွယ်စားတူညီတဲ့အသားပြား9ပြားလောက်ပြုတ်လို့ပါတယ်ပြီးနောက်စီပူပူမှာအကြွတ်ကြော်ပါတယ်ဘာမွေးကြိုင်မှာထဲစရာမလိုပဲအပြင်ကကြွက်ပြီးအတွင်းကနူးညံ့လာပြီးဆိုရင်တော့ဒီချင်းနဲ့လှုပ်ထားတဲ့မုံကြီးပြီးမြောက်သွားပါပြီခမ်းမှန်းချက်များအရချင်းမုံတပြားမှာချင်းကောင်းကြီးမာသိန်းခန့်ပါဝင်တယ်လို့ဆိုပါတယ်ပရိုတင်းဓာတ်ဟာတိုင်းတာလို့မရနိုင်အောင်မြင့်မာပြီးသူ့မှာတာမန်အမဲသားထက်9ဆတောင်ပိုများပါတယ်။စားလိုက်ရင်စီရီနဲ့စိတ်နေပြီးအရသာရှိလွန်တဲ့ကြောင့်တခြားဘယ်လိုဟင်းလျာတွေနဲ့မှမလဲနိုင်ဘူးလို့တောင်ဆိုကြပါတယ်